အားလုံးပဲမင်္ဂလာပါနော်ဒီနေ့ Mandala Healing Oracle လေးကိုအသုံးပြုပြီးတော့ Reading နဲ့ Healing Reflection လေးပြောသွားမှာဖြစ်ပါတယ်ရှင်ရထားတဲ့ကတ်ကတော့ Love ဆိုတဲ့ကတ်လေးဖြစ်ပါတယ်အခုချိန်မှာချစ်ချင်းမေတ္တာတွေကိုခံစားကြည့်လိုက်ပါချိတ်ဆက်ကြည့်လိုက်ပါပုံမှာစိတ်ပူစရာတွေစိုးရိမ်စရာတွေကြောက်ရွံ့စရာတွေဘာတွေပဲရှိရှိချစ်ချင်းမေတ္တာတွေနဲ့အကောင်းဆုံးကျော်ဖြတ်သွားနိုင်မှာဖြစ်ပါတယ်ကိုယ်တိုင်ရလည်းမြင်သမျှတွေ့သမျှအရာအလုံးတဘာဝထဲမှာရှိသမျှအလုံးကိုချစ်တဲ့မျက်စိလေးနဲ့ကြည့်ကြည့်ပေးပါဒါဆိုရင်အကုန်လုံးကကိုယ်လိုပဲပေါ့နော်အကုန်လုံးအတူတူပဲဖြစ်နေရဆိုတာကိုနားလည်သွားနိုင်မယ်ခံစားရနိုင်မယ်ဖြစ်ပါတယ်ကိုယ်ပါရင်အကုန်လုံးကအခုချိန်မှာကိုယ်တတ်နိုင်တဲ့လောက်အကောင်းဆုံးစူးစမ်းနေတယ်လေ့လာနေတယ်စူးစမ်းနေတယ်တိုးတက်အောင်ကြည့်ပွားအောင်လုပ်နေကြတာပဲဖြစ်ပါတယ်နော်ကောင်းတဲ့အချိန်တွေရှိတယ်လို့ဆိုးတဲ့အရာတွေလုပ်မိတဲ့အချိန်တွေရှိရင်ရှိနိုင်တယ်ဒါတွေကိုနားလည်ပေးပါချစ်ချင်းမေတ္တာနဲ့ကြည့်ရှုပြီးတော့ခံစားပေးပါနော်ဒီနေ့ reflection လေးအနေနဲ့ကတော့ဒီပုံလေးကိုအရှိမချပြီးတော့ကြည့်ထားလိုက်ပါအသက်ဖြည်းဖြည်းလေးရှုသွင်းလိုက်ပါလက်ရှုထောက်လိုက်တဲ့အချိန်မှာကပ်ရဲ့အလယ်လေးကိုကြည့်လိုက်ပါနော်အဲ့ကပ်ရဲ့အလယ်ကနေရာလေးကကိုယ့်ရဲ့နှလုံးသားနေရာလေးပဲဖြစ်ပါတယ်နေရာလေးကကိုယ့်အတွက်ထူးခြားတယ်ကိုယ့်အတွက်မြင့်မြတ်တယ်ကိုယ့်အတွက်တည်တံ့ဖြစ်နေတဲ့နေရာလေးဖြစ်တယ်ဒီနေရာလေးကအရာရာအလုံးမျှတနေတယ်ပြေဝနေတယ်ချစ်ချင်းတရားတွေနဲ့ဘဝပြေဝနေတဲ့နေရာလေးဖြစ်တယ်ချစ်ချင်းမေတ္တာဆိုတဲ့နေရာမှာအကန့်အသတ်မရှိတဲ့ချစ်ချင်းမေတ္တာတွေအတားအဆီးမရှိတဲ့ချစ်ချင်းမေတ္တာတွေဘာမှခတ်ထားတဲ့ချစ်ချင်းမေတ္တာတွေနဲ့ဒီနေရာလေးကပြေဝနေတယ်ကိုပိန်လို့ဝါလို့လာလို့အဲ့လိုချစ်တာမျိုးမဟုတ်ဘဲနဲ့ဘယ်လိုပဲဖြစ်ဖြစ်ချစ်ချင်းမေတ္တာတွေကပြေဝနေတယ်ဒီနေရာလေးမှာအကန့်အသတ်မရှိဘူးအကြောင်းပြချက်မရှိဘူး unconditional love တွေနဲ့ဒီနေရာလေးကပြေဝနေတယ်ကိုယ့်ရဲ့ higher self လေးကိုလည်းမြင်အောင်ကြည့်နိုင်ပါတယ်အပေါ်ဆုံးမှာ higher self လေးကအုံမိုးပြီးတော့ကြည့်နေတယ်သူကအရာအလုံးကိုအမှန်တိုင်းမြင်နိုင်တယ်ကောင်းဆုံးမြင်နိုင်တယ်ဘယ်အရာကိုပဲဖြစ်ဖြစ်ဝေဖန်ပိုင်းခြားခြင်းမရှိဘူးအကဲဖြတ်ခြင်းမရှိဘူးပြစ်တင်ရှုံချခြင်းမရှိဘူးကိုယ်ချစ်ချင်းမေတ္တာနဲ့ပဲကြည့်ရှုတယ်လို့အကုန်လုံးလည်းသူ့ရဲ့ချစ်ချင်းမေတ္တာနဲ့ပဲမြင်အောင်နဲ့မြင်ပေးတယ်သူ့ရဲ့ဉာဏ်ပညာကြီးမှုတွေကိုအသုံးချပြီးတော့ဝေဖန်ပိုင်းခြားနိုင်တယ်ကိုယ်ကလည်းသူ့လိုပဲမြင်နိုင်တယ်ပေါ့နော်အပေါ်ကြီးကနေအကုန်လုံးကိုယ်ကမြင်နိုင်တယ် higher self နဲ့ကိုယ်နဲ့ကလည်းချိတ်ဆက်နိုင်တယ်ချစ်ချင်းမေတ္တာနဲ့တစ်ဆင့်ချိတ်ဆက်နိုင်တယ်ကိုယ့်ရဲ့နှလုံးသားလေးကနေတစ်ဆင့်ချိတ်ဆက်နိုင်တယ်ကိုယ့်ရဲ့ higher self လေးကကိုယ့်ကိုချစ်တယ်လို့အကုန်လုံးလည်းချစ်ချင်းမေတ္တာတွေပေးနိုင်တယ်ကိုယ်ကလည်းကိုယ့်ရဲ့ higher self လိုပဲကိုယ်တိုင်းလည်းချစ်တယ်အကုန်လုံးအရာအားလုံးလူတွေအားလုံးတတဝါအားလုံးအပေါ်မှာချစ်ချင်းမေတ္တာတွေပေးနိုင်တယ်ကိုယ်လည်းအကုန်လုံးရှိရချစ်ချင်းမေတ္တာတွေကပြန်လဲစီးချင်းဝင်ရောက်လာတာပေါ့နော်ပြီးရင်တဘာဝတရားကြီးနဲ့လည်းချိတ်ဆက်လို့ရတယ်ချစ်ချင်းမေတ္တာနဲ့တစ်ဆင့်ချိတ်ဆက်လို့ရတယ်ပုံထဲမှာဆိုတောင်နေရှိတယ်ငကားလေးကအဖို့မအတွဲလေးရှိတယ်အောက်မှာဆိုရင်ချင်းတိအထီးနဲ့အမအတွဲလေးရှိတယ်ကျန်ရဲမှာပူလေးတဲ့ကောင်ကလည်း transform ဖြစ်ဖို့ကြိုးစားနေတာတွေ့ရမယ်ပြီးရင်တဘာဝတရားကြီးထဲမှာရှိတဲ့အသက်တွေအားလုံးကလည်းဒီနေရာမှာပြည့်စုံနေတယ်ညက်ခင်းလေးတွေမြေထဲတွေရှိတယ်ရေရှိတယ်မီးထဲရှိတယ်လေထဲရှိတယ်အာကာသထဲရှိဒီနေရာမှာအကုန်လုံးကပြည့်စုံနေတယ်ကိုယ်ကနေလည်းကိုယ့်ရှိကိုချစ်ချင်းမေတ္တာတွေယူဆောင်ပေးတယ်ကိုယ့်ရှိကိုစစ်စင်စီရပေါ့နော်ကိုကစိတ်ကလေးလျှော့ပြီးတော့လက်ခံလိုက်ရမှာဖြစ်တယ်ကိုယ်ခန္ဓာတောင့်တင်ထားပဲနဲ့ဒီလိုတော့ဖြေလျှော့လိုက်နော်စိတ်ကိုလည်းလျှော့လိုက်မယ်ပြင်ကိုယ့်ရဲ့နှလုံးသားတစ်ခါလေးကိုဖွင့်ပြီးတော့ကိုယ့်ရှိလာနေတဲ့ချစ်ချင်းမေတ္တာတွေကိုဝင်ခွင့်ပြုလိုက်မယ်ဟိုအသက်ဖြည်းဖြည်းလေး
သက်ရှူလိုက်မယ်အသက်ရှူထားလိုက်တဲ့အချိန်မှာဘေးနားပွင့်ဖက်လေးတွေကိုကြည့်လိုက်မယ်နော်ဒါကကိုယ်နှလုံးသားတွေကပန်းလေးပွင့်လာတယ်လို့ပဲတရွယ်ချင်းစီပွင့်လာတယ်တလွာချင်းစီပွင့်လာတယ်နောက်တော့အကောင်းဆုံးပန်းလေးကလှပဆုံးလေးပွင့်လာပြီပေါ့နော်အခုကိုယ်နှလုံးသားတကားလေးကလည်းပွင့်သွားပြီဆိုတော့တဘာဝကြီးထဲက universe တွေကကိုယ်ရှိလာမဲ့ချစ်ချင်းမေတ္တာတွေကောင်းမွန်တဲ့လက်ဆောင်တွေအကုန်လုံးကိုလက်ခံဖို့အစဉ်သင့်ဖြစ်သွားပြီအဲ့ဒါလေးကိုကနှလုံးသားတစ်ခါလေးဖွင့်ပြီးတော့လက်ခံလိုက်ပြီးတော့နှလုံးသားထဲမှာတင်ထားလိုက်တော့နော်အခုမျက်စိလေးမှိတ်ပြီးတော့ခဏလောက်တရားလေးထိုင်နိုင်မယ်ရူရောစိတ်ကောအကုန်လုံးကို relax လုပ်မယ် short ချထားလိုက်ပြီးတော့ငြိမ်ငြိမ်လေးအနည်းဆုံး3မိနစ်လောက်ပေါ့နော်ခဏလေး relax လုပ်ငြိမ်ငြိမ်လေးထိုင်လိုက်မယ်တရားထိုင်လို့လည်းရတယ်ဒီတိုင်း relax လုပ်နေလို့လည်းရတယ်3မိနစ်နေပြောမယ်နော်အခုကိုယ့်ရဲ့နှလုံးသားထဲကိုဝင်ရောက်လာတဲ့ချစ်ချင်းမေတ္တာတွေကိုအပြည့်အဝလက်ခံပေးမယ်။တင်ချင်တဲ့လေးလက်ခံပေးမယ်။ကျေးဇူးတင်ခြင်းနဲ့လက်ခံပေးမယ်။ပိုချင်နဲ့သွားပြီး ready ဖြစ်ပြီးပြည့်စုံသွားပြီးဆိုလို့ရှိရင်တက်လေးရှူပြီးတော့ချစ်ချင်းမေတ္တာတွေကိုကိုယ်ခန္ဓာတစ်ခုလုံးပြည့်သွားပြီးပြန့်နှံ့သွားပြီးတော့ခံစားပေးပါပြီးရင်မျက်လုံးလေးဖွင့်ပြီးတော့ပြုံးပြပေးပါတကယ်လို့ဆက်လုပ်ချင်သေးရဆိုလည်းတရားဆက်ထိုင်လို့ရပါတယ်
အခုကိုခန္ဓာထဲမှာချစ်ချင်းမြတ်တာတွေနဲ့ပြည့်သွားပြီးတဘာဝကြီးရဲ့ universe ရဲ့ချစ်ချင်းမြတ်တာတွေလက်ဆောင်တွေကောင်းမွန်တဲ့အရာတွေအကုန်လုံးစီးစိမ်ဝင်ရောက်သွားပြီနော်ကိုကနှလုံးသားလေးဖွင့်ထားပြီးတော့လက်ခံပေးဖို့ပဲလိုရယ် relax လုပ်ပေးဖို့ပဲလိုပါတယ်ဂျာနယ်ရေးဖို့ကတော့စာရေးလို့ရတယ်ပုံဆွဲလို့ရတယ်ဒီနှစ်ခုတည်းကိုအဆင်ပြေတာလုပ်လို့ရတယ်နော်ကိုဘဝထဲမှာ first love အကြောင်းရေးရမယ်ပုံဆွဲလိုက်ရနော်ပထမဆုံးကိုရဲ့ချစ်တဲ့တယောက်ပေါ့နော်ချစ်သူရတယ်မိသားစုရတယ်တစုံတယောက်ကိုပထမဆုံးသဘောကျမိတဲ့နေရာတစ်ခုတရိษံလေးတစ်ခါပစ္စည်းလေးတစ်ခုဒါလေးတွေကိုပုံဆွဲလို့ရတယ်စာချရေးလို့ရတယ်ပြီးရင်ဒါတွေကကိုယ့်ဘဝနဲ့ဘာလို့အရေးပါတာလဲသူတို့တွေကဘာလို့ special ဖြစ်တာလဲဒါလေးကိုပုံဆွဲလို့ရတယ်စာရေးလို့ရတယ်နော် healing session လေးပြီးပါပြီကျေးဇူးတင်ပါတယ်ရှင်